ကပြောလာခဲ့တယ်တနာမေတဲ့ဘွာလမ်းပေါ်မှာကွယ်ရှင်နဲ့ကျမမတင်နိုင်တော့ဘူးစီးဆက်ဖို့မလွယ်လန်းခွေကြမယ်တရားကြဖို့တကယ်ကောင်းပါလေတနာငွေချစ်သူမငွေခင်ရဲ့အော်စိတ်ငြိမ်မနေပါနဲ့မင်းပြောဖို့ရဒူလန်းခွဲပြီးနေရွှေတွေဆိုတော့ကြားဘူးယုံတတ်တပါပဲအိမ်မတောင်းမဖူးသေးတဲ့ညတရာတယောက်ပါမိန်းကလေးရဲ့မင်းလိုတဲ့ပစ္စည်းဥစ္စာတို့မှမရှိတာမှန်တကယ်တွားလို့ရတွားပါမတားလို့ပါအညာတရလူသာဘယ်တွေ့ကြောင်ဝေးရတာလဲမင်းကိုဖြစ်ဆိုပုံကြီးရဲ့သစ္စာရီထားခဲ့တဲ့မြတ်မေတ္တာတရားကိုသူရှောင်ပေဂုံနဲ့ပလေဝီနဲ့ဝဲအချစ်ကိုတည်ဆိုမချစ်လို့သူရဲ့အော်စိတ်ပူမနေပါနဲ့တနာပုံနဲ့မှပျော်မွေ့ပါတော့ကွယ်ချစ်သူလေးကပြောလာခဲ့တယ်တနာမေတဲ့ဘွာလမ်းပေါ်မှာကွယ်ရှင်နဲ့ကျမမတင်နိုင်တော့ဘူးစီးဆက်ဖို့မလွယ်လန်းခွေကြမယ်တရားကြဖို့တကယ်ကောင်းပါလေတနာငွေချစ်သူမငွေခင်ရဲ့အော်စိတ်ငြိမ်မနေပါနဲ့မင်းပြောဖို့ရဒူလန်းခွဲပြီးနေရွှေတွေဆိုတော့ကြားဘူးယုံတတ်တပါပဲအိမ်မတောင်းမဖူးသေးတဲ့ညတရာတယောက်ပါမိန်းကလေးရဲ့မင်းလိုတဲ့ပစ္စည်းဥစ္စာတို့မှမရှိတာမှန်တကယ်တွားလို့ရတွားပါမတားလို့ပါအညာတရလူသာဘယ်တွေ့ကြောင်ဝေးရတာလဲမင်းကိုဖြစ်ဆိုပုံကြီးရဲ့သစ္စာရီထားခဲ့တဲ့မြတ်မေတ္တာတရားကိုသူရှောင်ဖေဂုံနဲ့ပလေဝီနဲ့ဝဲအချစ်ကိုတည်ဆိုမချစ်လို့သူရဲ့အော်စိတ်ပူမနေပါနဲ့တနာပုံနဲ့မှပျော်မွေ့ပါတော့ကွယ်